Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မကော့စီချန်ကျွန်းကိုအလှည့်သွားတော့ကဗီဒီယိုလေးကိုပြပေးမှာဖြစ်ပါတယ်အခုဒါဧကမိုင်ကားဂိတ်ကနေစထွက်တာပေါ့နော်ပြီးတော့ဒါအမြန်လမ်းမှဖြစ်မယ်နေထွက်တာကိုကြည့်တာအဲ့ကနေမနေ့စောစောလေးထွက်လာတယ်မနေ့မိုးလေးနာနဲ့အခုလိုပေါ့နော်အခုဆိုတာဆို8နာရီလောက်ဆိုရင်ရောက်ခါနေပြီဒီကားဆရာကသူတို့ချနေကြဂိမ်းမှာမဟုတ်ပဲねပေါ့နော်နည်းနည်းသဘောကောင်းလို့ကိုရီကိုအဲ့ဒီထိတ်ထိလိုက်ပို့တယ်ဘာထိတ်လဲတော့မပြောတတ်တော့အဲ့ဒီလမ်းထိပ်ကနေပြီးတော့မှဟိုဘက်တဒါအထိကိုလမ်းလျှောက်သွားရတယ်ရှုခိန်တွေကအရန်လှတယ်ပေါ့နော်အဲ့ဒီကျွန်းဒီဘန်ကောက်ရောက်ထန်တဲ့ကျွန်းကိုဒီတစ်ခေါက်ပဲသွားရပထမဦးဆုံးသွားရမှာဆိုတော့လေရှုခင်ကတော့တော်တော်လေးလှတယ်အဲ့လိုရေတွေရောကောင်းကင်တွေရောသိတယ်မလားပင်လေကန်ဆက်ဆိုတော့လေအဲ့လိုမျိုးလှတယ်ဒီကနေပြီးတော့မှဒီဘက်ထိပ်ထီကိုလမ်းလျှောက်သွားတယ်ပြီးလို့ရှိရင်တဆင့်လှေစီးရမှာပေါ့နော်လှေစီးရမှာအခုကလှေလမ်းမဝင်နေတာသွားတော့လူက4ယောက်ပေါ့နော်ဘယ်လောက်လေတော့မမှတ်မိတော့လှေကအဲ့လိုမျိုးအပေါ်ထက်နဲ့အောက်ထက်နဲ့စီလို့ရတယ်ကိုရီးယားတော့အပေါ်ထပ်မှာစီးတယ်အောက်ထပ်မှာလည်းစီးလို့ရတယ်ပေါ့နော်အပေါ်ထပ်ကျတော့အဲ့လိုမျိုးရှုကင်နေမြင်ရတာပေါ့စောစောသွားလို့ရှိရင်တော့လှေရတော့သူ့အချိန်နဲ့သူလူစုပြီးမှထွက်တာပေါ့နော်ကိုကနေရာစောစောရောက်ထားရင်တော့နေရာဥထားလို့ရတာပေါ့နေရာကောင်းနေရတယ်အဲ့ဒီမှာကိုရဲ့နေထိုးတဲ့ဘက်တွေရောနေမထိုးတဲ့ဘက်တွေရောအဲ့လိုအဆင်ပြေတယ်လို့ကြည်ရွေးကြပါအခုမှစရောက်ဘူးလားဆက်ချင်းတစ်ခေါက်သွားတာဆိုတော့ကဘာနေအကောလုံးကြည့်ချင်တယ်ပြီးတော့ကိုအတွက်ကလည်းအကောလုံးအသစ်ဆန်းနေဖြစ်နေတော့လေအကောလုံးကလည်းလှနေတယ်ရေပင်ဆိုလိုက်လေအကျယ်ကြီးမျက်စိတစ်စုံကြည့်လို့ရတယ်လုံးဝရေတွေကလည်းပြနေရပဲလေဘေးနားမှာလည်းပြီးလို့ရှိရင်ဘေးနားမှာလည်းဆက်လက်တွေလည်းအများကြီးရှိတယ်ပြီးရင်အဲ့လိုမျိုးဒါအဲ့လိုစလုပ်ရေးလုပ်တဲ့ဆက်လက်တွေလားဘာလားမသိကိုယ်တွေလည်းမသိဘူးဒါပေမဲ့တပုံကြီးပဲကွာသိလားအမြင်စမ်းနေပေါ့နော်အဲ့ဒီကျုံကထိုင်းနေလည်းသွားကြတယ်မြန်မာတွေလည်းသွားကြတယ်နိုင်ငံခြားသားတွေလည်းသွားကြတယ်ပေါ့နော်လုံးဝလေပေါ်မှာလည်းနဲ့ပျော်စရာကြီးပဲပြီးတော့အဲ့ဒီကျုံမျိုးမရောက်ခင်မှာဘေးနားမှာလည်းကျုံတသေးလေးတွေရှိရပေါ့နော်ပြီးလို့ရှိရင်ပထမဆုံးကလေသူတို့ကအဲ့ဒီမှာကျုံတစ်ခုကိုစိုက်တယ်အဲ့ဒါဘာနေရလဲမသိအဲ့လိုမျောစင်လားမီးစင်လားအဲ့လိုမျိုးလည်းရှိသေးတယ်တော်တော်လှတယ်သိလားမသိရင်လေကိုရီးယားရောက်နေတယ်လို့မျိုးပဲအဲ့ဒီဟာကြည့်ရလေပြီးလူကတော့အိမ်နေရောတော့တော်တော်များတယ်လူကတော်တော်များတယ်ပြီးတော့အဲ့ဒီမှာတွားလို့ရှိရင်တော့ကိုရီကတော့ဘာနဲ့တွားလဲအဲ့ဒီ3ဘိန်းနေနဲ့တွားတာပြီးရင်ရွေးလို့ရတယ်ပေါ့ကွာသူတို့အဲ့လိုအထင်ကြီးနေရတယ်လေဓာတ်ပုံရိုက်လို့ရတယ်လှလို့ရတဲ့နေရာတွေအဲ့ဒီမှာသူတို့ဟာနဲ့သူတို့ရှိတယ်အဲ့လိုမျိုးအဲ့ဒီကနေရွေးရတယ်ကိုရီကတော့အဲ့ဒီကြောက်ဆောင်နှစ်ခုကြားထဲမှာဓာတ်ပုံရိုက်ချင်တာပေါ့နော်အဲ့ဒါကိုအကြီးကရွေးခဲ့တာပြီးတော့အဲ့လို3မိတ်စီပြီးတွားရတာလေပြောဖို့ကောင်းနေရှင်လမ်းမလည်းစကားပြောလိုက်ဘာလိုက်နေပေါ့နော်အဲ့နေရတော့လေတနေကုန်ဓာတ်ပုံရိုက်တာသိလားထမင်းမစားဘဲနဲ့ကိုဓာတ်ပုံရိုက်တာရေပဲတောက်တာကွာထမင်းကစားဖို့မစားရတာအဲ့မှာလေတနေကုန်ဓာတ်ပုံရိုက်တာနေရတော့သွားတော့ပူတယ်အခုဒီဖះချောင်းပေါ်ကနေပြီးတော့ရှုခင်နေကြည့်တာလဲလှတယ်အခုသွားတဲ့နေ့ကအဲ့လိုမျိုးပင်လယ်ဘေးနားကနေဖြတ်တာကွာဆိုတော့ပင်လယ်တလျှောက်ပေါ့နော်တလျှောက်လုံးကြည့်နေရတာဆိုရင်လည်းရမ်းလှတာပဲအဲ့တော့တော်တော်ပျော်ခဲ့တာဒါပေမဲ့အဲ့ဒီအပျော်တွေတိတ်တော့မခံစားမိတော့အခုဗီဒီယို edit လုပ်နေတဲ့အချိန်ကတော့ကြာနေပြီဆိုတော့လေတစ်နှစ်တော့မရှိသေးဘူးတစ်နှစ်တော့ပြည်တော့မယ်တော်တော်လေးတော့ကြာနေပြီဒီဗီဒီယိုကအခုဒါကျမတို့သွားချင်တဲ့နေရာပေါ့နော်ဒါကို Facebook ကနေသူများတင်ထားတာတွေ့ပြီးတော့လေအမလေးအသေးအတန်လေးလာကြတာရှုခင်ကတော့ရမ်းလှတယ်မလှတာတော့ model တွေပဲဒါပေမဲ့လည်းဓာတ်ပုံကမလိုက်ပဲလေတနေ့ကုန်ရိုက်ခဲ့ပါတယ်ဗီဒီယိုကတော့ဒါပြီးထပ်မရှိတော့နေရာတွေကတော့ထပ်ရှိတယ်ဟိုချောင်းကြားမှာတွေလေတပုံကြီးလှတဲ့နေရာတွေဓာတ်ပုံရိုက်နေရလို့လေဗီဒီယိုမရိုက်ဖြစ်တော့ဒါပါပဲရှင်